ဟုတ်ကဲ့ပါဗျ3ညခွန်2ခွန်4ခွန်6ခွန်မွေးကနန်းတစ်ဖြက်ရေးပါနောက်ဘူးကြကျွန်တော်မွေးကနန်းတစ်ဖြက်ဖြတ်ပြောမယ်နော်63 64 69 68မွေးကနန်းတစ်ဖြက်ရေးပါ63 64 69 68မွေးကနန်းတစ်ဖြက်ရေးပါကျွန်တော်မွေးကနန်းထူးရှဲ့မွေးကနန်းနဲ့အရင်မွေးကနန်းဆိုပြီးတော့ကျွန်တော်ထုတ်ပေးသွားမယ်အားလုံးပဲနော်ထူးရှဲ့မွေးကနန်းနဲ့အရင်မွေးကနန်းဆိုပြီးတော့အားလုံးကိုထုတ်ပေးသွားမယ်အားလုံးပဲမင်္ဂလာရှိသောနေ့လေးပါကျွန်တော်ရဲ့ကိုဒီမကြီးအားလုံးပဲနော်စိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေ63 64 69 68မွေးကနန်းတစ်ဖြက်ရေးပါဟုတ်ကဲ့ပါဗျ63 64 69 68မွေးကနန်းတစ်ဖြက်ရေးပါဖြူက963ဦးမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကိုကျွန်တော်ရဲ့ကိုဒီမကြီးအားလုံးပဲကျွန်တော်ရဲ့ live show လေးကိုတွေ့တာနဲ့เนาะကျွန်တော်ရဲ့ channel လေးကို subscribe နှိပ်ပြီးပါဗျဘာထေးဒီတစ်ပတ်အဖွဲ့ဝင်မယ်တဲ့ဟုတ်ကဲ့ပါဘာထေးကြီးကျေးဇူးတင်ပါတယ်ကျွန်တော်ပြောပြသွားပြီเนาะအခုကျွန်တော်ပြောတဲ့ခဏန်းနေမွေးခဏန်းတွေကကြံခဲ့တဲ့ဘက်ကဆိုရင်20ခွန်1နှစ်ဆိုပြီးတော့မွေးခဏန်းက3ကွက်တီတီထွက်တယ်ဒါပေမဲ့ဒီတစ်ပတ်3ကွက်တီတီလိုက်ထွက်မှာပဲဆိုပြီးတော့ကိုဒီမကြီးတအားလိုက်တင်ထိုးမယ်ဆိုတဲ့အကိုဒီမကြီးကိုပါလာကိုစဉ်းစားပါเนาะကျွန်တော်ဒီဒါခဏန်းတစ်လုံးခဏန်းတစ်ကွက်ကိုเนาะမကြည့်ပဲနဲ့ဗျမ်းမနာပြောတဲ့အထဲဗျမ်းမနာရမ်းချတဲ့ထဲမှာကျွန်တော်မပါဘူးဆိုတော့ကိုဒီမကြီးသိထားပါဒါပေမဲ့ကနန်းတစ်လုံးကနန်းတစ်ကွက်ထိုးတဲ့နေရာမှာပတ်တဲ့နေရာမှာစိတ်ချတိကျဖို့တော့လူတယ်เนาะဒါလေးတစ်ခုတော့ကိုဒီမကြီးကိုပတ်လာကိုစဉ်းစားပါပြီးတော့989ဦးမင်္ဂလာပါအဲ့ဒီထက်ကမှကျွန်တော်ကတော့ကျွန်တော်ရဲ့ကိုဒီမကြီးအားလုံးပဲ3ညမဟုတ်63 64 69 68ဆိုတဲ့ထူးရှဲ့မွေးကနန်း4ကွက်ကိုတော့ကျွန်တော်ပထမဦးစားပေးအနေနဲ့မွေးပါတယ်ဒါအရန်ကြိုက်တဲ့မွေးကနန်း4ကွက်ပေါ့နော်63 64 69 68ကိုတော့ဦးစားပေးအနေနဲ့ကစားပါစစ်တပ်နဲ့အမျိုးတော်လာတဲ့လာပြန်ပြီဟုတ်ကဲ့ပါဗျနော်ကျွန်တော်တတိဒီကလည်းကျွန်တော်တစ်ခွက်ကောင်းပေးထားတယ်နော်တတိဒီကလည်းတစ်ခွက်ကောင်းပေးထားတယ်အားလုံးပဲတတိဒီလည်းတစ်ခွက်ကောင်းပေးထားတယ်အဲ့ဒီတတိဒီတစ်ခွက်ကောင်းလေးကိုလည်းအကိုဒီမလေးထိုးထားပါတတိဒီတစ်ခွက်ကောင်းလေးကိုလည်းထိုးထားပါနော်ဟုတ်ကဲ့ပါဗျ63 64 69 68မွေးကနန်းဦးစားပေးနေနဲ့မွေးပါနော်3ညခွန်2ခွန်4ခွန်6ခွန်ဆိုတဲ့ကနန်းကတော့ဒုတိယဦးစားပေးနေနဲ့မွေးပါတချို့ခွန်ကြိုက်နေတဲ့ကိုဒီမတွေအားလုံးက3ညခွန်2ခွန်4ခွန်6ခွန်ဆိုတဲ့ကနန်းကိုပေါ့နော်3ညခွန်2ခွန်4ခွန်6ခွန်ဆိုတဲ့ကနန်းကိုခွန်ကြိုက်နေတဲ့ကိုဒီမတွေကဦးစားပေးပြီးတော့ကစားနော်6ကြိုက်နေတဲ့ကိုဒီမတွေက63 64 69 68ဆိုတဲ့ကနန်း4ကွက်ကိုဦးစားပေးပြီးတော့ကစားဟုတ်ပြီနော်ဟုတ်ကဲ့ပါကျွန်တော်ကတော့6